ဒါပါကြီးလဲအားလုံးသတိပြန်ဝင်လာတဲ့အချိန်မှာတော့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီရက်နေတဲ့အမျိုးသမီးဟာပွဲချင်းပြီးလဲကျတည်ဆုံးသွားခဲ့ပြီးဒီကြောက်မက်ဖွယ်မြင်ကွင်းကြောင့်လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြပါတယ်ဒါပေမဲ့ပိုဆိုးသွားတာကထွက်ပေါက်တကားကဖွင့်မရတော့တာပါပဲသူတို့တွေအစီအစဉ်တစ်ခုမစွဲနိုင်ခင်မှာတည်းလေဆာတန်းတွေကသူတို့ကိုထပ်ပြီးတိုက်ခိုက်လာပြန်ပါတယ်အဲ့ဒီလိုအသက်လူနေရတဲ့အချိန်မှာအသင်းဖော်တယောက်ကအမြန်တုတ်ပြန်ခဲ့ပေမဲ့သူမအောင်မြင်ခဲ့ပါဘူးမျက်တောင်တစ်ခတ်အတွင်းမှာပဲသူ့ခန္ဓာကိုယ်ဟာလေဆာကြောင့်နှစ်ပိုင်းပြတ်သွားခဲ့ပါတယ်ချက်ကတော့မျက်နှာချက်ကလက်ကင်ကိုအသေးအတန်လန့်ဆွဲလိုက်လို့တေပေးကနေတီတီလေးလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့သူအသက်ဝဝတောင်မရှူရသေးခင်မှာပဲလေဆာတွေကပြန်ရောက်လာပြန်ပါတယ်အချိန်ကိုက်ပြီးရှေ့ကလွတ်နေတဲ့ကြားထဲကနေထွက်ပြေးနိုင်မယ်လို့သူထင်ခဲ့တာပါဒါပေမဲ့ဒီတစ်ခါမှာတော့လေဆာတန်းတွေကပုံစံပြောင်းသွားပြီးချက်ချင်းဆိုသလိုပိုက်ကုံပုံစံဖြစ်သွားပါတယ်။အဲလစ်ကတော့သူမရှိကမြင်ကွင်းကိုကြည့်ပြီးရင်ကွဲမတက်ခံစားရပေမဲ့စဉ်းစားနေဖို့အချိန်မရှိပါဘူး။လေဆာတန်းနှစ်ခုကသူမစီကိုတက်တက်မတ်မတ်ပြစ်လွတ်လိုက်တဲ့အချိန်မှာသူမရဲ့လင်မြန်တဲ့လှုပ်ရှားမှုကြောင့်ကံကောင်းထောက်မှတ်စွာနဲ့ရှောင်တိန်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်လေဆာတန်းတွေကတတိတန်းကြီးထက်ရောက်လာပြန်ပါတယ်။အဲလစ်ဟာသူမရဲ့ထူးခြားတဲ့တုံ့ပြန်မှုတွေနဲ့အတူပေစေနိုင်တဲ့အန်ရီတိုင်းကိုကျွမ်းကျင်စွာရှောင်တိန်နိုင်ခဲ့ပါတယ်။ဒီစိန်ခေါ်မှုကိုကြော်ဖြတ်နိုင်တော့မယ်လို့သူမထင်လိုက်တဲ့အချိန်မှာပဲလေဆာတွေရဲ့ခက်ခဲမှုကအရှိန်မြင့်တက်လာပြီးပိုလို့တောင်ကြောက်ဖို့ကောင်းလာပါတော့တယ်